မလေးချစ်စရာတော်သဘောကျဖို့ပေါ့မာဆန်ဆန်ပုံလေးကိုဘယ်လိုထုတ်ကြည့်ကျွန်တော်စိတ်ထဲမှာကြည့်ရတာထုတ်မယုံကြည်လိုက်မယ်ပေါ့ဗျာမြန်မာမာလီတရားမြန်မာဆန်ဆန်လမ်းလျှောက်နေတဲ့ဟုတ်โอเคဒါလေးကျွန်တော်ထုတ်လိုက်ဒါလေးကိုရင်ဒါသူကတော့ illustration ကိုရေးတာเนาะ illustration ကိုကျွန်တော်သိမကြိုက် illustration ကိုရေးတာအဲ့တခုရေးကြည့် illustration နဲ့ဟို hyper realistic နဲ့ကွာတယ်ဗျာဒီလား illustration ထုတ်ပေးတယ် illustration ထုတ်ပေးတယ် illustration တစ်ခုထုတ်ကြည့်မယ်ပြီးတော့ကျွန်တော်တို့ဟိုဟာထုတ်ကြည့်မယ် illustration တစ်ခုထုတ်ကြည့်မယ်ပြီးတော့ reality ဆိုင်ရာတစ်ခုထုတ်ကြည့်မယ်ဒါဆိုရင်ဒါ illustration ပေါ့နော် illustration ထုတ်နေတဲ့အချိန်မှာကျွန်တော်တို့ပြောင်းလိုက် illustration hyper realistic ဆိုပြီးတော့ပြောင်းလိုက်ဒီပုံလေးရလှတော့ထချစ်စရာလေးမြန်မာစံမြန်မာရေပုံးလေးဝင်မြန်မာစံလမ်းလျှောက်နေပေါ့ဒါကျွန်တော်ပြောဆိုတာဟောမလို့illustration မလို့တော့ဆိုကျွန်တော်တို့နောက်ထပ် hyper realistic နဲ့ကျွန်တော်ထုတ်ကြည့်မယ်ဒါဆိုရင်မြန်မာထမင်းကြီးချင်းပုံးလေးတော်တော်ပြည့်ပြည့်နေတော်တော်လာတယ်ဒီပုံလေးဆိုတော်တော်မိုက်တယ်နောက်သူ့ပုံနဲ့တော်တော် reality ဆန်ကြည့်လိုက်အောင်ကပုံလေးချစ်စရာကြည့်အောင်ကောင်မလေးချစ်စရာတော်သဘောကျဖို့ပေါ့ကျွန်တော်ချက်ကြည့်ဗီဒီယိုပို့ကြိုက်တယ်